အားလုံးပဲမင်္ဂလာပါကျွန်တော် Fishing Go ပါကျွန်တော်ဒီတစ်ခေါက်မှာဒီ BCD ဒီကျွန်တော်တို့ချိန်မုံချိန်နီးတွေကျွန်တော်တို့ဒီ BCD ရဲ့ဒီအခေါ်အဝေါ်တွေအကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ base casting အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် okay ညီကိုတို့ကျွန်တော်တို့ဒီလိုချက်တော့လိုက်ကြည့်လိုက်အောင်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော် Fishing Go ပါကျွန်တော်ဒီတစ်ခေါက်မှာညီကိုတွေကိုဒီ base casting reel ရောเนาะကျွန်တော်တို့ BCD ဒီအခေါ်အဝေါ်နဲ့ဒီအလုပ်လုပ်ပုံတွေကိုညီကိုတွေ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်okay စားလိုက်ရအောင်ကျွန်တော်တို့ဒီဒါကကြတော့ကျွန်တော်တို့ဒီ handle ပေါ့နော်ဒီစတိကလုံးလုံးကိုကျွန်တော်တို့ဒီလိုဒီ rotate and lay အောင်လှည့်တဲ့ဒီ handle ပေါ့နော်ဒီနောက်ပြီးလို့ရှိရင်ကျွန်တော်ဒါကကြတော့ကျွန်တော်တို့ star drop ပေါ့နော်ဒီကောင် star drop ဒီဘက်အကောင်လေးဘူးသီးလေးကြတော့ကျွန်တော်တို့ဒါ spool tension knot เนาะကျွန်တော်တို့ဒါ spool tension knot နောက်ကျွန်တော်ဒီဘက်ချမ်းကကြတော့ကျွန်တော်ဒါ magnetic brake เนาะကျွန်တော်ဒီကောင်ကြတော့ကျွန်တော် spool release button ဖြစ်ပါတယ် spool release button မှာကဲကျွန်တော်တို့ရှေ့ဟာကြတော့ကျွန်တော်တို့ဒါကတော့ line guide ဖြစ်ပါတယ် line guide ပေါ့နော်ကျွန်တော်တို့ဒီကြိုးကိုဒီ balance ညှိအောင်ချိန်ညှိပေးတဲ့ adjust လုပ်တဲ့ဒီ line guide ဖြစ်ပါတယ်ဒီကောင်လေးကဟိုဒီလိုမျိုး rotate လုပ်နေတာပေါ့နော်ဘယ်ညာကျွန်တော်100တစ်ချက်လိုက်ရတာနဲ့ဘယ်ညာဒီကြိုးဒီညှိအောင်ချိန်ညှိပေးတဲ့ဟိုပါပေါ့နော်ဒီ line guide ဖြစ်ပါတယ်okay ကျွန်တော်တို့ star drop တွေမှာကျွန်တော်တို့ဘာတွေအလုပ်လုပ်လဲဆိုတော့ကျွန်တော် star drop ကကျွန်တော်တို့ဒီငါးကြောင်းတဲ့အချိန်တွေမှာကျွန်တော်တို့ဒီငရက်ဒီငါးရိုက်တဲ့အချိန်တွေမှာအသုံးပြုရတဲ့ဒီ adjust လုပ်ရတဲ့ခလုတ်တစ်ခုပေါ့နော်ဆိုလိုတဲ့သဘောတစ်ခုကျွန်တော်ငရမ်းပစ်တော့မယ်အချိန်မှာကျွန်တော်တို့ဒီ star drop ကို free ပေးထားမယ်လုံးဝ drop ကို short ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အယုတ်ပစ်လိုက်တဲ့အချိန်မှာငါးအယုတ်ကိုကိုက်သွားပြီးဟဲ့ဆိုရင်ကျွန်တော်ငါးကိုရိုက်လိုက်တဲ့အချိန်မှာဒီလိုမျိုးကြီးထွက်နေပါလိမ့်မယ် drop ကို short ထားလို့ရှိရင်အဲဆိုတော့ကျွန်တော်အတိုင်းရိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ဂျိတ်ကမပေါက်ပါဘူးဂျိမ်းမပေါက်တော့ကျွန်တော်ငားမရပါဘူးကျွန်တော်တို့ဒီ drill လေးကိုနည်းနည်းလေးပြတ်ထားရပါမယ်ဆိုတော့ချက်မှာကျွန်တော်တို့ဒီဂျိမ်းပေါက်ရုံအနေထားလေးမှာကျွန်တော်ငားရဲလေးလို့ရှိရင်ငါ့ကိုတန်းပြီးစေမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ထိုးနည်း၎င်းမယ်ရေအောက်ရုပ်ဆော့တဲ့အချိန်မှာလည်းဒီ star drop ကကျွန်တော်တို့ adjust လုပ်ပြီးမှဆော့တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျကျွန်တော်ရေအောက်ရုပ်ဆော့မယ်ဆိုလို့ရှိရင် drop ကိုကျွန်တော်ငားဆွဲရုံလောက်လေးဒီလောက်ဂျိမ်းပေါက်ရုံလောက်လေးထားပေးပြီးဆော့ပေးပါခင်ဗျ spool tension knot ဆိုတာတော့ကျွန်တော်တို့ဒါဒီ spool အိမ်ကိုဒီ adjust လုပ်တဲ့ခလုတ်ပေါ့နော်ကျွန်တော်တို့အယုတ် gram ဒီကိုကျွန်တော်ပြစ်မဲ့နေရာပေါ်မူတည်ပြီးတော့ adjust ဒီလုပ်တဲ့ခလုတ်ဖြစ်ပါတယ်ဒီဘက်က magnetic brake ဆိုတာကျွန်တော်တို့ဒါဒီစမှုဖြစ်ချင်းမဖြစ်ချင်းကို adjust လုပ်တဲ့ကောင်ပေါ့နော်သူကကနန်းကြီးွားလေကျွန်တော်တို့ဟိုကြာစံကြော်မှုအားနည်းလေပေါ့နော်ကနန်းသေးလေကျွန်တော်တို့စမှုဒီ very smooth ပေါ့နော်အရန် smooth ဖြစ်သွားတာပေါ့နော်ကျွန်တော်တို့ဆိုလိုသဘောတစ်ခုကျွန်တော်1နဲ့ပြစ်မယ်ဆိုလို့ရှိရင်ဒီကောင်မှာ magnetic brake တွေမှာများသောအားဖြင့်ကျွန်တော်တို့1နဲ့3 5 6 9 10ဆိုပြီးတော့လာတယ်ခင်ဗျကျွန်တော်တို့ဒီ magnetic brake ကို number 1နဲ့စပြစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြာစံကိုပို့ပြီးတော့ကြော်သွားလိမ့်မယ်ဆိုတော့ဘာဖြစ်လဲဆိုတော့သူက magnetic brake မှာကနန်းပေးလို့ရှိရင်သူကကျွန်တော်တို့ဒီစပူကပို့ပြီးအလုပ်လုပ်လေးပေါ့နော်ဒီကနန်းသေးသွားလို့ရှိရင်ဒီကောင်ကလဲပတ်မှုအားပို့ပြီးတော့အကောင်းမှာပေါ့နော်သူကကနန်းကြီးသွားရင်ကျွန်တော်ကြာစံကြော်မှုအားကိုဒီထိန်းသွားမှာပေါ့နော်အယုတ်တော့သိပြီးတော့ဝေးရောက်မှာမဟုတ်ပါဘူးခင်ဗျဒါနောက်ပြီးတော့ဒီကျွန်တော်တို့ spawn release ဒီ button ပေါ့နော် spawn release button ကဒါအရေးပါတဲ့ခလုတ်တစ်ခုပဲဒီကောင်ကျွန်တော်အယုတ်တွေပါတယ် casting တွေပါတယ်ပြစ်တော့မှဆိုလို့ရှိရင်ဒီကောင်ဖိပြီးမှ release လုပ်ပြီးမှပြစ်ရတာပေါ့နော်ဆိုတော့ spool ဒီအထက်ကကောင်ကျတော့ကျွန်တော် spool လို့ခေါ်တယ်ဒီဘိန်းကိုကျတော့ spool ဒါကတော့ line guide ဒါကတော့ကျွန်တော်တို့ magnetic brake ပေါ့နော် okay နောက်တစ်ခုမှကြတော့ကျွန်တော်တို့ဒါကြတော့ဒါဒီ magnetic brake မဟုတ်တော့ဘူးလေ brake ဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့ဒီကောင်အထဲမှာတန်လိုက်မပါဘူးခင်ဗျဒီကောင်အထဲမှာကျွန်တော်လေ brake နဲ့ပါတင်မှာပါခင်ဗျဆိုတော့သဘောတူဒီကောင်မှာဂီယာဘယ်နှချက်ပါ1 2 3 4 5 6ချက်ပါတယ်6ချက်ပါလို့ရှိရင်ကျွန်တော်ဒီကောင်မှာတစ်ခုဖြုတ်လိုက်လို့ရှိရင်ဒါဂီယာ1 2အနေထားလောက်သွားကြတယ်ခင်ဗျဒီကောင်တစ်ခုဖြုတ်လိုက်လို့ရှိရင်နှစ်ခုဖြုတ်လို့ရှိရင်ကျွန်တော်တို့က3 4ပတ်ချတယ်တော့သွားကြတယ်ခင်ဗျဟုတ်ကဲ့ပါနောက်တစ်ခေါက်မှာကျွန်တော်တို့ဒီSPT အကြောင်းကိုကျွန်တော် knowledge sharing လုပ်ပေးတော့ပါမယ်ခင်ဗျ okay ပါညီကိုတွေနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ကျွန်တော် Fishing Go ပါ